စစ်သားတွေကနွယ်ပင်ကြီးတွေတဲကိုတန်ချုံကြီးတွေနဲ့အားရပါရရိုက်သွင်းနေကြပါတယ်ပြီးတော့ကွင်းဆက်တွေကိုချိတ်ကာစစ်မြင်းတွေကိုအားကုန်ယုံခိုင်းပြီးနွယ်ပင်တွေကိုဆွဲနှုတ်ပစ်လိုက်ကြတာပေါ့အဲ့ဒီမှာပဲနွယ်ပင်ကြီးကအမြစ်ကနေကျွတ်ထွက်လာပေမဲ့အမြစ်တွေပြတ်ထွက်တဲ့အချိန်နဲ့မလွတ်တဲ့စစ်သားတွေကတော့အဲ့ဒီနေရာမှာတင်ပွဲချင်းပြီးတေကုန်ကြပါတယ်မြင်ကွင်းတစ်ခုလုံးလဲရုပ်ရုပ်တဲတဲတွေဖြစ်ကုန်ခဲ့တာပေါ့အဲ့ဒီအချိန်မှာနွယ်ပင်ပေါ်မှာရှိနေတဲ့ကျက်နဲ့မင်းသမီးလေးတို့ဟာတုံခါမှုကိုခန်းစားလိုက်ရပြီးအောက်ကိုငုံကြည့်လိုက်တော့တကိုယ်လုံးတောင့်တင်းသွားရပါတယ်ဘာလို့လဲဆိုတော့ထောက်တိုင်မရှိတော့တဲ့နွယ်ပင်ကြီးကအရှိန်ဟုန်နဲ့ပြိုကျနေတာကြောင့်ပါဒါကိုမြင်တဲ့အဆောင်တွေကလည်းဖရင်ကြီးကိုအမြန်ပေးလို့ရခေါ်ထုတ်သွားကြတာပေါ့ခဏနေတော့နွယ်ပင်ကြီးကမြေပြင်ပေါ်ကိုအုံခနဲဆိုပြီးပြိုကျလာပါတော့တယ်ကျက်လည်းနွယ်ပင်ကိုအားကုန်ဖတ်ထားကမင်းသမီးလေးကိုပါဆွဲခေါ်ပြီးလွတ်အောင်ခုန်ထွက်ခဲ့ရပါတယ်နွယ်ပင်ကြီးကပြိုကျတဲ့အချိန်နဲ့ရဲတိုက်ကြီးစီကိုတန်းတန်းမတ်မတ်စောင့်မိပြီးရဲတိုက်နံရံကြီးလည်းပွင့်ထွက်သွားကရေတွေပါရှန်တက်ကုန်ပါတယ်လူလောကကိုသွားတဲ့လမ်းပြတ်သွားတာကြောင့်ခေါင်းနှလုံးနဲ့ဘလူးကြီးကပြန်လှည့်မယ်လုံးမှာမြေပြင်ပေါ်ကအိတ်လေးတအိတ်ကိုတတိထားမိသွားပါတယ်သူကကောက်ယူပြီးလက်ဖွားထဲတုံကြည့်လိုက်တော့မှဒါဟာမော်ဘဲစစ်လေးစစ်ဖြစ်နေမှန်းသိသွားခဲ့တာပေါ့ဘလူးကြီးလည်းအရန်ကိုစိတ်လှုပ်ရှားသွားခဲ့ပါတယ်သူကရေမြောင်းလေးကိုကြည့်ပြီးလက်ထဲကဘဲစစ်တွေကိုအตาလေးမှုတ်ချလိုက်တာပေါ့ဘဲစစ်တွေရေနဲ့ထိတာနဲ့အမြစ်တွေထွက်လာပြီးချက်ချင်းဆိုသလိုနွယ်ပင်ကြီးတွေမြေပြင်ကနေထိုးထွက်လာပါတော့တယ်ခေါင်းနှလုံးဘလူးကြီးကအချက်ပေးလိုက်တာနဲ့တိုက်ခိုက်ရေးခ ्यू တင်းတန်ကြီးထွက်လာပြီးဘလူးစစ်တပ်ကြီးလည်းအသင့်ဖြစ်သွားပါတယ်သူတို့ရဲ့တခုတည်းသောရီမန်းချက်ကတော့လူသားတွေကိုဝါမျိုးပစ်ဖို့ပါပဲအဲ့ဒီအချိန်မှာဂျက်ကရေစီတဲကအလင်းပြန်မှုကိုကြည့်ပြီးနွယ်ပင်တွေမြေပြင်စီဆင်းလာနေပြီဆိုတာသိလိုက်ရပါတယ်အခြေအနေမကောင်းတာသိလိုက်တဲ့ဂျက်လည်းချက်ချင်းပဲနောက်လှည့်ပြီးထွက်ပြေးပါတော့တယ်တိတ်မကြလိုက်ပါဘူးနွယ်ပင်တွေမြေပြင်ပေါ်ရောက်လာတာနဲ့ဘလူးတွေလည်းလူလောကတဲကိုအုပ်လိုက်ကြီးရောက်လာကြပါတယ်တစ်ဖက်မှာလည်းဂျက်ကမင်းသမီးလေးတို့အဖွဲနောက်ကိုအမိလိုက်ပြီးဘလူးတွေလာနေပြီလို့အော်ပြောပေမဲ့အလန့်ဝင်းနေတော့ဘယ်သူမှမကြားကြပါဘူးဘလူးတွေကတောအုပ်ထဲကနေရုတ်တရက်ထွက်လာကြတာဖြစ်ပြီးသူတို့ခြေလမ်းတွေကြောင့်မြေကြီးတောင်တုန်ခါနေခဲ့ပါတယ်ဘလူးတွေနီးကပ်လာတာကိုမြင်တော့မှစစ်သားတွေလည်းအသေးအတန်ပြေးကြရတော့တာပေါ့ဒါပေမဲ့လူသားတွေရဲ့အရှိန်ကဘလူးတွေကိုမမီနိုင်ပါဘူးစစ်သားချို့ဆိုဘလူးတွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရပါတယ်ဘလူးတွေရဲ့တိုက်ခိုက်မှုအောက်မှာစစ်သားတွေလည်းမခုခံနိုင်ပဲအထိနာကုန်ကြတာပေါ့ကံကောင်းတာကရှေ့မှာပြိုကျနေတဲ့နွယ်ပင်ကြီးရှိနေခဲ့တာပါလူသားတွေကတင်းငယ်တော့အဲ့ဒီအောက်ကနေမြ мян လေးတိုးဝင်ပြေးလို့ရပေမဲ့ဘလူးတွေကတော့အပေါ်ကနေကြော်တက်နေရလို့အချိန်နဲ့ကြာသွားခဲ့ပါတယ်ဒီအချက်ကပဲကျက်တို့လွတ်မြောက်ဖို့အချိန်ရသွားစေခဲ့တာပါရဲတိုက်ပေါ်ကစစ်သားတွေကလည်းဘလူးတွေလာနေတာမြင်တာနဲ့ဗိုလ်ချုပ်ကတိုက်ပွဲအတွက်အသင့်ပြင်ခိုင်းလိုက်ပါတယ်ပြီးတော့ဘီလူးတွေကျုံထဲကိုဖျက်မလာနိုင်အောင်စီပူတွေလောင်းချလိုက်တာပေါ့ဖရင်ကြီးရဲတိုက်ထဲကိုဘေးကင်းကင်းဝင်သွားတာနဲ့ဗိုလ်ချုပ်ကကျုံထဲကိုမီးရှို့ဖို့အမိန့်ပေးလိုက်ပါတယ်တခဏအတွင်းမှာပဲကျုံတစ်ခုလုံးမီးပင်လေကြီးဖြစ်သွားခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲတရားကမြင့်တင်နေပြီဖြစ်ပေမဲ့ဂျက်ကတော့အပြင်မှာကြံနေပါသေးတယ်ဘလူးကြီးကဂျက်ကိုမိကနီးလေးမှတင်ဂျက်ကသူ့မြင်းကိုအရှိန်ကုန်တင်ပြီးကောင်းကင်ပေါ်ဝဲပြန်တယ်လို့ခုန်ကူးလိုက်ကရဲတိုက်ထဲကိုအောင်အောင်မြင်မြင်နဲ့လွတ်မြောက်သွားပါတော့တယ်